လုံးမကိုင်းရရှယ်မိုင်နောက်လေးပါလေးလေးရိုက်မယ်ဒီကွယ်စရာများပဲရှိတော့သလိုမင်းထားရခဲလို့ညာတိုင်းရင်တိုင်းလို့ပဲငါနာမမင်းရှိတော့ငါလို့မြေတောင်မင်းလို့ကဘာလာလေးရဖြစ်ပါစပလာပဲနေကြတယ်ရှိရဆိုဘာလာလေးရဖြစ်ပါမင်းနေတယ်လို့ခွင့်လို့နိုင်နေမကြတိုင်းရှိပြောပါဦးပြောင်းတဲ့ငါဖေးမင်းချနေလို့ဘယ်တော့ငါတော့ကြည့်တဲ့ကနှုတ်ဆက်ပေါ်ရမယ်တော့ကျွန်တော်ဆရာမကျွန်တော်ဆရာမပြောင်းပါတယ်လည်းပဲကြည့်ရဖို့နော်ကြီးပဲပေါ့နော်ကျွန်တော်တို့လာလေဟုတ်ပြပဲလို့တော့စီထားတာပြလူရငင်းချမ်းတဲ့လူသားဆိုတရားလေးပါကျွဲလို့အဲ့လေလိုက်လေမနကပဲကျူးအဲ့လေနိုင်ကြတာမနကပဲကြီးပဲဒီပါလေပါมานักก็ปะทองมาผมนักก็ปะทองเห็นนะว่าฉันน้อยไม่ตีหรอกนักก็ปะทองมาเลยได้แต่ว่าพูดอะไรเสียในเงินชาได้เสียผมตัวจงหลอกโอ้ป่าจงหลอกมาดีเลยว่าเลยเศร้าใหญ่ดีนะว่ามา悟空家的嘛，鬼没了有点些，鬼没了猪，鬼没了，鬼没了还行。来小饭了啊！ပွဲတွေပါလို့နေဆိုအလှကြီးရလို့ဒီမှာတစ်ခါတလေကျတော့မဟုတ်လေချွေလေကားပေးရပါတော့ကျွန်တော်တို့
မိုင်းတော့မိုင်းပါတက်ပယ်တယ်လို့ဆိုလို့တက်ပယ်ပါနော်ဟိုးနော်မလူရဲတဘောကမကြည့်ဟုတ်လားတန့်ရှိနေလားကျွန်တော်ကျမတက်နေချင်းနေပေါ့ကျွန်တော်ကြောင်းကားမောင်းနေကားဆရာမပြတ်ဟောတမီးစီပါစကိဝတိခဝတိအော်ဝတိခနေလောက်ခိုตากี้ไม่ปิดรถเหรออ๋อไปอยู่นี่ดีๆต้อนไหมเอ้ยตัวเบี้ยสีไทยต้อไหมရှိမှပဲထိုင်နေတော့နောက်ပစ္စည်းတွေနေရတော့မရှိတော့ဦးကားမောပေါ့နော်နောက်မှထိုင်ကြနေမရှိတော့ရှစ်သက်ကျွန်တော်ကျောင်းဇိုးပေါ့နော်ဒါဇိုးလေးဆိုတော့ဆရာစမတီးရခိုင်းရမယ်ဆိုအလေကိုင်းစားထုတ်ပြီးဖြစ်ပါတယ်ကျွန်တော် vlog တွေရိုက်တာမှပြင်းလို့ပေါ့နော်ကျွန်တော် YouTube ကနေတယ်ကျွန်တော် silver button လည်းလိုချင်တယ်ကျွန်တော် YouTube ကြည့်ပြီးတော့ subscribe လုပ်ပါလိမ့်လုပ်ပေးကြပါ like and follow subscribe လုပ်ပေးကြပါကျွန်တော် video ရိုက်ရဖြစ်ပါတယ်ကျွန်တော် vlog လေးပါရိုက်ဒါငါကဘပေါ့နော်ငါကဘမှာကျွန်တော်တို့ကအားလာလေဆိုတော့ဒီနေ့ကနေကြရင်17လပိုင်း2ရက်နေ့17လပိုင်းပေါ့နော်2ရက်နေ့ကထိုင်ရှိရဆိုလို့ကျွန်တော်ကပစ္စည်းလာဝယ်ယူပေးတာဖြစ်ပါတယ်ကျွန်တော်ဘာကြည့်လို့ဆိုတော့ကျွန်တော်ချက်စမလေးကူဒီကနေ့ညောင်းကလေးတွေလာကြမှာနော်တလာဆိုတော့အချင်းမလိုက်ဘူးတော့မှမ300ပဲနော်300ပဲဆိုတော့300ပဲချင်းဘာမှကိုယ်ချက်လို့ရမှာတော့ဘူးလားမဟုတ်ဣတိလောင်ဝါအစီအစဉ်မင်းတော့သူချက်ရည်ဟာဆယ်လက်ဒီဝါတောင်းတော့တယ်ကထိန်ပစ္စည်းဖြစ်ပါတယ်တပါလဲထီကထိန်ထီဒါညောင်ရွက်တွေညောင်ပင်ဖြစ်ပါတယ်ညောင်မင်းကအကြီးပဲနော်ညောင်မင်းကအကြီးပဲပတ်ဆက်ကမှုဆိုရင်ညောင်ရွက်ကြီးပဲဒါကျွန်တော်တကယ်ကြီးလေးနှောက်ဆက်လိုက်ငါ vlog တဲ့ထဲမှုအေးရမထဲဘူးရပြီငါရုပ်ပါလာပြန်နေဟုတ်ဒီဘက်လှည့်လိုက်ဒီဘက်လှည့်ပြီးနေပါမင်္ဂလာပါလို့မင်္ဂလာဘူးမင်္ဂလာမရှိဟောနိုင်ငံခြားသားဖြစ်ပါတယ်ဟိုနော်ထိုင်နေတရားပေါ့နော် drone လေးနဲ့အဲ့လေနိုင်ငံခြားသားတွေတောင်းမှာနော်နည်းနည်းပါရိုက်တာပါပြနဂါးကြီးပေါ့နော်ဒါနဂါးအစ်စ်ပေါ့နော်ဒီနဂါးကလေပြောပြအဲ့ဒီနဂါးလေဒီငကဘက်ဖျားကြောင်မတီရှိလင်ဒီနားမှာလာနေခဲ့အဲ့နဂါးလေတနေ့မှာလူရောင်ဖန်ဆင်းပြီးကားရမိုင်းလိုက်ရလူရောင်ဖန်ခုနကနဂါးအဲ့နဂါးလူရောင်ဖန်ဆင်းပြီးတော့အမျိုးသမီးတယောက်ချစ်မိသွားတယ်ပေါ့နော်ချစ်မိသွားတော့ပေါ့အဲ့လိုနဲ့ပဲတူညညာသွားတယ်ကလေးပါမွေးသွားတယ်အမှပဲသူချစ်မိတဲ့ကောင်မလေးသူ့သစ္စာဖောက်နဂါးရဲ့အသေးအကွဲပြီးမှတစ်ပင်တစ်ပင်ရစ်ပိုက်တယ်ကပတ်ဆိုတော့ဖျားကြောင်ဖြစ်လာခဲ့တာဟုတ်ပါတယ်သူကားနဲ့လေးလေးပါဖြစ်ပါတယ်ထိုင်းမရင်ပုံဖြစ်ပါတယ်ဒါအနားမှာထိုင်းမရင်ပုံဖြစ်ပါတယ်
ကျွန်တော်တို့ဒါကျွန်တော်ထိုင်းအောင်ရောက်တော့9နှစ်လောက်ရှိပြီပေါ့နော်ဒါကထိန်လုံးဝပစ္စည်းတွေလာယူပြီးကျွန်တော်ကထိန်လဲပြီးဆရာမခုနပြောတာကြားပါတယ်ရေခဲမွေချွေတွေရေခဲချွေရေတွေကိုစုံမဒီမှာကြည့်ပွဲတော့မလုပ်သေးတော့စီနေကျွန်တော်အဲ့နေ့ကျဆရာမနဲ့လိုက်ရဆိုတော့ဘာလို့မသိရကောင်းမလေးချော်နေဟမ်းစားရဘလို့ဆောင်းငါမှာမဟုတ်နော်အဲ့ငါးယူနှိမ့်နေနိုင်ခဲ့တဲ့ညီကို3ဦးရှိတယ်ပေါ့နော်ငါးယူနှိမ့်နေတဲ့ညီကို3ဦးပေါ့နော်အဲ့ညီကိုကျွန်တော်ပြန်ခဏနေအဲ့ဒီညီကို3ဦးတွေကအကုန်လုံးလေးသမားတွေပဲနော်အကုန်လုံးလေးနဲ့ပဲပြောမှာခမရတို့စောက်သေးခွဲနေခမရတို့နှလုံးသွင်းလေးနဲ့ပြည်ပြီးစောက်သေးကိုထပ်ခွဲမှာခမရတွေ့ရတော့မှအဲ့ညီကို3ယောက်မကြတော့ခဏစောက်ကားထွက်နေပေါ့နော်ကားထွက်နေညီကို3ယောက်ဟိုရှိမှာကျွန်တော်တော့တွေ့နေရတယ်ညီကို3ယောက်မနော်ခဏမပြဒီကောင်တော့ဟိုးနော်ညီကို3ယောက်ညီကို3ယောက်ပေါ့နော်မကြီးညီကို3ယောက်ဖြစ်ပါလေဒီကျွန်တော်နောက်မှာရှိရဲ့3ယောက်ညီကို3ယောက်ပေါ့နော်သူကအဲ့တပိနေပြီးမှရက်ပတ်တဲ့နဂါးကြီးကိုနှိမ့်နေညီကို3ယောက်ဖြစ်ပါလေရောက်ဝန်တိုင်းမိုင်ဝန်တိုင်းငါဘေးကွယ်ဖြစ်နေကျွန်တော်ဘလို့လေကတော့ကျွန်တော်ဘလို့ရ share ပြပါတယ်မှာတော့ကျွန်တော်တကယ်ပြပါတယ်ကျူပါပဲဗျာတဘာဝတရားကြီးအနှစ်တာတော့ခံစားရည်ဘာတရားရဲ့နှစ်တာတော့ဥမေကောနောက်ရှိကြည့်လာနေကျွန်တော်ပြပါတယ်ငါမှဒီချုပ်ပါနည်းမူပေးချလိုက်တော့ကွာတဘာတရားဒီမှာဗျာဒီမှာနည်းလေးတည်နေလေမိုးလေးဝိုင်းကျွန်တော်ပါရဒီပါဗျာနော်ကဘာတရားရဒီလိုပါဗျာဘာတရားရနောက်ဒီဆောက်ရပါမိုင်းခဏကိနာခဏကိနာရှိတယ်စောက်ရလာယူပါဘယ်လိုခံစားရဆိုစောက်ရုံပြောတယ်နောက်ရင်တော့ရတကယ်ကြီးစုပြီးအောင်စောက်ပိန်းနဲ့ကပောက်စောက်ပိန်းနဲ့ချီနေလာဟိုမိုင်းတော့ဒါလိုက်ကွာ
vlog လေးကဒီလောက်ပဲရှိပါတယ်